အားလုံးပဲမင်္ဂလာပါကောင်းဒဏ်ရာရဲနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာဗာမန်ပြောပြပေးခြင်းလဲဆိုတော့ကျွန်တော်တို့ဒီကဘာဖလားပြိုင်ပွဲဝင်တဲ့အသင်းတွေမှာသူတို့ရဲ့အတွင်းစီမင်းစည်းကမ်းတွေထုတ်ပြန်ထားတဲ့ဥစားလေးတွေရှိတယ်ဒီထဲမှာကျွန်တော်တို့ဒါအသင်းကြီးတွေလည်းရှိတယ်အသင်းငယ်လည်းရှိတယ်ဒီထဲမှာကျွန်တော်အသင်း10အသင်းရဲ့ထုတ်ပြန်ထားတဲ့ဒါစီမင်းတွေကိုကျွန်တော်ပြပပေးခြင်းပါတယ်ဒီတော့ထိတ်ဆုံးအနေနဲ့ကျွန်တော်ပြောမယ်ဆိုတော့ပြင်သစ်အသင်းမှာပြင်သစ်အသင်းကဘယ်လိုစီမင်းစည်းကမ်းမျိုးထုတ်ပြန်ထားလဲဆိုတော့ပြင်သစ်အသင်းကကစားသမားတွေဒါညနေပိုင်းအထိကျွန်တော်တို့မနေဖို့အတွက်ကိုပေါ့နော်ဖုန်းသုံးဆွဲခြင်းတွေပြီးတော့ဒါဗီဒီယိုဂိမ်းကစားခြင်းတွေကိုညနေပိုင်းဒီမနေဖို့အတွက်ကိုညပိုင်းရောက်ရင်ကျွန်တော်တို့ရဲ့ဒီ Wi-Fi စနစ်ပေါ့ဟိုတယ်ရဲ့ Wi-Fi စနစ်ကိုဘယ်လိုလုပ်ထားလဲဆိုတော့ညပိုင်းအချိန်တစ်ခုရောက်တာနဲ့အလိုလျောက်ပိတ်တဲ့စနစ်ကိုအသုံးပြုထားတာလည်းဖြစ်ပါတယ်ဒီတော့အဲ့ချိန်ရောက်ရင်ဒီ Wi-Fi စနစ်ကအလိုလျောက်ပိတ်သွားဖို့အတွက်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်ဒီကစားသမားတွေကိုညနေအဲ့ချိန်တွေမကြော်လင်ဖို့အတွက်ဒီစနစ်ကိုအသုံးပြုထားတယ်ပြီးတော့ဒီစနစ်ကိုဘာကြောင့်အသုံးပြုရလဲဆိုတော့ကျွန်တော်တို့ညပိုင်းထွက်တဲ့ဖုန်းကထွက်တယ်ပေါ့နော်ဒါ blue light ပေါ့နော်ဒီအနေနဲ့မှကာဝယ်ပေးခြင်းအဖြစ်တော့ဒီကစားသမားတွေရဲ့ကြောက်သားပြန်လည်ကောင်းမှုကိုအားပေးရန်အတွက်လည်းဖြစ်ပါတယ်ဒါတော့ပြင်သစ်တဲ့စီမင်းတစ်ခုပါနောက်တဲ့အသင်းတွေကတော့စပိန်အသင်းဖြစ်ပါတယ်စပိန်အသင်းကတော့အားသာသိပ္ပံကိုအရန်ကိုအစွန်းဆုံးထိအသုံးချတဲ့အသင်းလည်းဖြစ်တယ်ဒီတော့စပိန်အသင်းကဘာရှိလဲဆိုတော့ကစားသမားတွေဟိုတယ်ကနေစနစ်တကျချက်ပြုတ်ထားတဲ့အစားအစာတွေမှာပြင်ပအစားအစာတွေဖြစ်တဲ့ကျွန်တော်တို့အချိုရည်တို့ဂိမ်းမုံတို့ပြီးတော့အစားပြေမုံတွေကိုလုံးဝသုံးစွဲခြင်းမပြုရပါဘူး။ဘာကြောင့်လဲဆိုတော့ဒါကစားသမားတွေရဲ့သွေးထဲမှာရှိနေတဲ့ကျွန်တော်တို့တကြားဓာတ်ပေါ့နော် blood sugar ဥစ္စာကိုဒါအတက်အကျကိုနည်းပညာတစ်ဖိုက်သုံးပြီးတော့အမြဲစောင့်ကြည့်နေပြီးတော့လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်းဒီပေါ်မူတည်ပြီးတော့နောက်ရကြရင်ဒါအချိန်အပြောင်းတွေပြုလုပ်တယ်လို့လည်းသိရပါတယ်။ဒါစပိန်အသင်းရဲ့စီမင်းတစ်ခုပါ။နောက်တဲ့အသင်းကတော့အာဂျင်တီးနားအသင်းဖြစ်ပါတယ်။အာဂျင်တီးနားအသင်းနဲ့ပတ်သက်တဲ့ဒါထုတ်ပြန်ထားတဲ့သတင်းကတော့သူတို့တောက်တဲ့အရန်တောက်တဲ့ဒါမက်ဆီတောက်တာပြည်သက်တို့မြင်မှုတဲ့တင်ဒါမာဒေးလဖီပေါ့နော်မာဒေးလဖီတောက်သုံးဝင်ကိုတော်စီကန်ပိတ်ပင်တားမြစ်ထားလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအကြောင်းလေးပြောရမယ်ဆိုတော့အာဂျင်တီးနားကစားသမားတွေကမာဒေးဒီလဖီပေါ့နော်အပြင်ကနေလိုအပ်တဲ့ဆာလောင်ဝင်လုံးဝမပြူပဲနဲ့ဒါအသင်းရဲ့ဆရာဝန်တွေအာဟာရပညာရှင်တွေတနည်းတကျစစ်ဆေးထားပြီးတော့အရေးသွင်းမြင့်တဲ့လက်ဖက်ချောက်တွေကိုဒါသတ်မှတ်တဲ့ပမာဏအတိုင်းကိုဒီကစားသမားတွေကိုတောက်သုံးဝင်ပြူသွားမှလည်းဖြစ်ပါတယ်။ဒီလိုလောက်ရခြင်းအကြောင်းရင်းကတော့မလိုလားတဲ့ဒိုပင်ပြဿနာတွေနဲ့ဒမ်မတက်မှုပြဿနာတွေမဖြစ်ပွားစေရန်အတွက်ဖြစ်ပါတယ်။မာတင်နဲ့ဒိုပင်နဲ့ဘယ်လိုဆက်စပ်မှုရှိလဲဆိုတော့ဒီမာတင်ရဲ့အရသာတွေကပေါ့နော်အကျိုးအာနိသင်တွေကဒိုပင်နဲ့အလားတန်တူနေတယ်ဒါပေမဲ့မာဒေးဒီသဘောအားလျောက်ဖြစ်ပေါ်တဲ့အာနိသင်ဖြစ်တဲ့ကြောင့်ဒီလိုမျိုးတတ်မှတ်လို့မရဘူးပေါ့နော်ဒါမျိုးစေဒါပေမဲ့လည်းဒီလိုမျိုးပြဿနာတွေဖြစ်လာမှာဆိုလို့အသင်းကဒီမာဒေးတောက်တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့စီကန်စနစ်တကျတတ်မှတ်ထားရလဲဖြစ်တယ်ပေါ့နော်ဒါအာဂျင်တီးနားနဲ့ဒါစီကန်နဲ့ပတ်သက်ပြီးပြောပြပေးတာပါနောက်တဲ့အသင်းကတော့ဂျာမနီအသင်းဖြစ်ပါတယ်ဂျာမနီအသင်းကတော့ကျွန်တော်တို့သူတို့ရဲ့အစည်းအဝေးတွေပြီးတော့ဒါအစားတောက်အချိန်တွေလေ့ကျင့်ရေးအချိန်တွေမှာအချိန်10မိနစ်တောင်လုံးဝနောက်ကျခွင့်မရှိပါဘူးဘာကြောင့်လဲဆိုတော့ဒီလိုအချိန်မျိုးနောက်ကျခဲ့မယ်ဆိုရင်လုံးဝကြီးလေးတဲ့ပြစ်ဒဏ်ဖြစ်တဲ့ဒဏ်ငွေပြစ်ဒဏ်တွေပြီးတော့အသင်းမော်အားလုံးပစ္စည်းအားလုံးကိုကိုသေးပေးရတဲ့ဟာတွေပြီးတော့အိုလကန်တန်ရှင်းကိုညီလို့ဆောင်ပေးရတဲ့ပြစ်ဒဏ်တွေကိုဒါထိရောက်စွာဒါအရေးယူသွားမှလည်းဖြစ်ပါတယ်ဒါကတော့ဂျာမနီအသင်းရဲ့အစည်းအကမ်းပါနောက်တဲ့အသင်းကတော့ဂျပန်အသင်းရဲ့ဒါစီကံဖြစ်ပါတယ်ဂျပန်အသင်းရဲ့စီကံတော့ပြည်သက်တွေတည်တဲ့အတိုင်းပဲပြည်သက်တွေလည်းစီကံရှိတယ်ကစားသမားတွေကလည်းအိုလကန်မှာအများနဲ့စီကံရှိပြီးတော့ဒါဝယ်စားဒါကျွန်တော်တို့ရဲ့ဝယ်စားတွေမိုက်တွေအကုန်လုံးတင်ပြီးတော့စနစ်တကျတက်ရက်စွာထားပြီးပြန်သွားကြတယ်ဒါတွေမကသေးပဲကစားသမားတွေကိုဘာသတ်မှတ်ထားလဲဆိုတော့ဟိုတယ်အတွင်းမှာရှိတဲ့ဒါကိုယ့်ရဲ့အခန်းမှာရှိတဲ့နေထိုင်မှုပစ္စည်းတွေအစားမလို့တည်တောက်အောင်ပြန်လဲသိမ်းဆင်းရမယ်လို့အတွင်းစီကံလည်းသတ်မှတ်ထားတာဖြစ်ပါတယ်ဒါကတော့ဂျပန်တွေဘာလို့ဒီလိုသတ်မှတ်လဲဆိုတော့ပတ်ဝန်းကျင်တန်ရှင်းမှုဟာစေပန်းဆိုင်ရာတည်ငြိမ်မှုနဲ့အာရုံစူးစိုက်မှုကိုပေးစွမ်းနိုင်တယ်ဆိုတဲ့ကျွန်တော်တို့အတွေးခေါ်ကြောင်းလည်းဖြစ်ပါတယ်ဒါကတော့ဂျပန်ရဲ့အစည်းကံနောက်တဲ့အသင်းကတော့အင်္ဂလန်အသင်းဖြစ်ပါတယ်အင်္ဂလန်အသင်းကတော့ဒါရခိုင်ပြိုင်ပွဲတွေမှာဆိုတော့ကစားသမားတွေရဲ့ဒါဇနီးတွေဒါရီးသားတွေကြောင့်ဒါသတင်းမီဒီယာမှာအားလုံးပြည့်လည်မှုတွေရှိခဲ့ဘူးတယ်ခုနှစ်မှာတော့အင်္ဂလန်နေပြအဖွဲ့ကဒီလိုပြဿနာတွေမဖြစ်အောင်ကစားသမားတွေနဲ့မိသားစုဝင်တွေကိုဟိုတယ်တစ်ခုအတွင်းမှာအတူတဲခုခွင့်လုံးဝမပြုတော့ဘူးကစားသမားတွေကိုပွဲချိန်ပြီးလို့အချိန်တစ်ခုသတ်မှတ်ပေးပြီးတော့ဒီချိန်အတွင်းမှာသာမိသားစုတွေနဲ့တွေ့ခွင့်ပေးတယ်ဆိုတဲ့စီမင်းစည်းကမ်းတွေကိုထုတ်ပြန်ထားရလဲဖြစ်ပါတယ်နောက်တဲ့အသင်းကတော့ဘရာဇီးအသင်းဖြစ်ပါတယ်ဘရာဇီးအသင်းကတော့ပြပနေတဲ့အသင်းဖြစ်ပြီးတော့ကစားသမားတွေကပွဲပြီးပြီဆိုရင်ဒါအဝယ်လဲကန်အတွင်းမှာတချင်းတွေဆိုတဲ့ကခုံနဲ့ဒီလိုလိမ့်ထားတယ်ကျွန်တော်တို့ပြုလုပ်တယ်ပေါ့နော်ဒီလိုဟာတွေကိုကျွန်တော်တို့လုံးဝ social media ပေါ်တင်ခွင့်ကိုဘရာဇီးအသင်းကပေးပင်ထားလဲဖြစ်ပါတယ်ဒါပြင်ကိုပဲကစားသမားတွေနဲ့တူးကြတဲ့ဒါစပိန်ပုံစံ fashion အလန်းတွေပြုလုပ်တာတွေဘာတွေကိုလုံးဝခွင့်မပြုဘဲနဲ့ဒီလိုလာအောင်ချင်းကိုလည်းလုံးဝတားမြစ်ထားတယ်ဘာကြောင့်လဲဆိုတော့ဘောလုံးပေါ်ရင်သာအာယုံစိုက်စီလိုတဲ့အတွက်ကြောင့်ပဲဒီလိုစီကန်းတွေကိုထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်နောက်တဲ့အသင်းကတော့ပေါ်တိုဂီအသင်းဖြစ်ပါတယ်ပေါ်တိုဂီအသင်းကတော့မီဒီယာတွေနဲ့တွေ့ဆုံရမယ့်အင်တာဗျူးတွေမှာအလက်ကျစရာကိုပေါ့နော်နီးပြအဖွဲ့ကနေပြီးတော့ကြိုတင်သတ်မှတ်ပြီးကစားသမားကြီးငယ်မျိုးအညီမျှဖြေကြားတဲ့စနစ်ကိုပြုလုပ်ထားပါတယ်အဓိကတော့ဒီစီနီယာစူပါကစားသမားတွေကပေါ့နော်မီဒီယာလင်းကိုအားလုံးအပိုင်စီးထားမျိုးလုံးဝမဟုတ်ပဲနဲ့က
ဒါသတင်းလုံးတင်းဝေါဖြစ်စိတ်တမ်းဖြစ်နေနိုင်ဖို့ဒီလိုစီကံမျိုးကိုထုတ်ပြန်တာလည်းဖြစ်ပါတယ်နောက်သတင်းကတော့ American အသင်းဖြစ်ပါတယ် American အသင်းကတော့ဒီခုနှစ်မှာမီဒီယာရဲ့အာရုံစိုက်မှုကိုအခမ်းအနားဆုံးအသင်းဖြစ်ပြီးတော့အသင်းပုံဝင်ကိုအထူးကိုတင်တင်ထားပါတယ်ကစားသမားတိုင်းကပွဲပြီးအင်တာဗျူးဖြေကြတဲ့အခါမှာပြန်မဲ့ကိုပုတ်ခတ်ခြင်းတွေဒီပြကိုဝေဖန်တိုက်ခိုက်ပြောဆိုတာတွေမပြုလုပ်ဖို့တတ်နေ social media ပေါ်မှာအငင်းပွားပဲစကားလုံးတွေမတုံးပြီးစေရန်အတွက်ကို PR training ကိုကစားသမားတွေအကုန်လုံးကတက်ခဲ့ရတာလည်းဖြစ်ပါတယ်ဒါကတော့ American အသင်းသတ်မှတ်ထားတဲ့စီကံမှာနောက်ထပ်တစ်ခုကတော့ Belgian အသင်းဖြစ်ပါတယ်ဒါတော့နောက်ဆုံးအသင်းမှာ Belgian အသင်းကတော့ Dutch ဘာသာစကားရဲ့ဒါပြင်သစ်ဘာသာစကားနဲ့ပြောသူတွေနဲ့ဒီထဲမှာကွဲပြားနေတဲ့အတွက်ကြောင့်အသင်းရဲ့လူစုကွဲမှုတွေရင်ရှိခဲ့မှုတွေဒီခုနှစ်မှာတော့အသင်းတွင်စီးလုံးမှုရှိဖို့အတွက်ကစားသမားတွေအစားတောက်ချိန်နဲ့အစည်းအဝေးချိန်မှာဘာသာစကားအုပ်စုအလိုက်ပေါ့နော်တည်တံ့ခွဲတိုင်ခြင်းကိုပိတ်ပင်ထားပြီးတော့အင်္ဂလိပ်ဘာသာစကားဒါမှမဟုတ်အားလုံးနားလည်တဲ့ပုံစံဖြစ်တာရုံတော့ဆက်သွယ်ရမယ်လို့စီမင်းထုတ်ပြန်တာလည်းဖြစ်ပါတယ်ဒါတော့ Belgian အသင်းရဲ့စီမင်းစည်းကမ်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဒါကျွန်တော်ပြည်သက်တွေကိုတင်ဆက်ပေးခဲ့တဲ့အကြောင်းကတော့ဒီနေ့2026ကမ္ဘာဖလားပြန်ဝဲမှာပါနော်အသင်းတွေထုတ်ပြန်ထားတဲ့သူတို့ရဲ့အသင်းရဲ့တချို့သောပြည်သက်တွေမတည်သေးတဲ့စီကံအချက်လေးတွေကိုကျွန်တော်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တဲ့စီစဉ်တွေမှာလည်းဆုံးဖြတ်သွားဖို့အကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်ကျွန်တော်ရဲ့အစီအစဉ်ကိုလောက်နဲ့ညနာဝင်ပြပါခင်ဗျာနောက်တဲ့ vlog တွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါသေးတယ်အားလုံးပဲ see you ပါ